ဖောက်ဝင်နေသောကိုရင်မယ်မြမကြောက်ပေါ်ဒေသ၏ညနေဆောင်အချိန်ချောဦးရွာနဘေးကချောင်းစီတွင်ကလေးငယ်တစ်တိုင်းပျော်ရွှင်စွာဖြင့်ရေကူးခန်းရင်ကစားနေကြသည်ချောက်ကဒီရေအဝင်ထွက်ရှိသောချောင်းပင်မှုရေကတော့နောက်ကြည့်ကြည့်ဖြစ်နေသည်သို့သောကလေးတို့ကချောင်းရီတွင်ပျော်ရွှင်စွာကူးခန့်ကစားနေကြသည်ကိုရင်တိတ်ကိုရဲကိုမိပြီးမပုံနဲ့တော့ကလေးငယ်တစ်ယောက်ကလက်12နှစ်အရွယ်ကတိုးပြောင်ပြောင်နဲ့ကလေးငယ်တစ်ယောက်အားလက်ညှိုးထိုးကပြောလေသည်မှန်တော့ထိုကတုံးလေးမှာကိုရင်ငယ်တစ်ပါးဖြစ်လေပြီး6ဦးရွာဦးကြောက်ရဲ့ဘုန်းကြီးကမိသူမိသားများမရှိတော့ပြီမို့တနေ့တကြီးကခေါ်ယူကအမွေစားမွေခံဖြင့်မွေစားထားသူဖြစ်လေသည်ယခုကထိုကိုရင်ငယ်သည်ရွာထဲကကလေးများနဲ့အတူတူ၆တဲတွင်ရေကူးရင်တူတူဘုံတန်းဆော့ကစားနေပြီးတင်ကန်းများခါပန်ကျိုးများအားလုံးကကံပါထက်၌မြက်ကိစ္စတွင်ပုတ်ချထားလေသည်ဟာဒါဆိုငါခွေးယူကြပြီပေါ့အရင်ဆုံးမိခံရသူကခွေးယူဖြစ်ရရာကိုရင်တိတ်သားမှာလိုက်ဖမ်းသူလှဲ့ကြားရပြီလိုက်ဖမ်းသူဖြစ်ရသည်မှာမလွယ်လာသည့်အတွက်ကိုရင်တိတ်သားကများစိတ်ထဲအတော်ကိုမကြည်မချမ်းဖြစ်နေမိသည်သို့သောကိုရင်တိတ်သားကံကောင်းစွာဖြင့်လိုက်သူအလဲကနေခဏတွင်ကြော်လော့ခဲ့သည်ဒီတခါတော့ငါ့ကိုမမိစေရဘူးကိုရင်တိတ်သားခိုင်ပြင်းစိတ်ဖြင့်ကြိုးဝါလိုက်ပြီးရေထဲဆေးကဘိုးဘုံနေရာရှာခဲ့သည်ကန်နေဘေးတွင်ဓာတ်ပုတ်ကလေးကိုတွေ့ရသည့်အတွက်ထိုအောက်စီတွင်ဝင်ပိုးရန်ကိုရင်တိတ်သားစဉ်းစားလိုက်ပြီးဓာတ်ပုတ်ကိုဖြဲကလူဝင်ရန်လှုပ်ဆောင်လိုက်သည်လှမ်းလိုက်သောလက်ဤလက်ညှိုးနှင့်လက်ကလေးခွာဆုံနေရာမိစားနှင့်ထုတ်ခံရသလိုပူကနေဖြစ်သွားသည်မို့ကိုရင်တိတ်သားအော်လိုက်မိသည်သို့တော်လွယ်တကူပဲငါသို့မဟုတ်စုတခုနှင့်ထုံးမိသည်ဘူးသာထင်ပြီးလိုက်သည်တကယ်တော့သူ့အားတိုက်ပူပေါ်ခွေနေသည်ပင်လေကျမွေတကာကခိုက်သွားခြင်းဖြစ်၏မကြပါကိုရင်တိတ်သားခေါင်းထဲမူးလာသလိုမိုက်လာသလိုဖြစ်နောက်ကြီးကြီးဖြစ်လာပြီးခဏတွင်မျက်လုံးတို့ကမိတ်ဆင်းလာရလေတော့သည်ဟာဟိုမှာကိုရင်တိတ်သားမိပြီဟဲ့အားလုံးမိပြီရေတွေကတက်လာတော့ကိုရင်တိတ်သားကိုမြင်မိသည်နဲ့လိုက်ဖမ်းသူအလဲကြသည့်ကလေးငယ်ကအော်ပြောလိုက်သည်တော်ပြီငါမစောတော့ဘူးကလေးတွေကိုကိုရင်တိတ်သားကခတ်ပြက်ပြောပြီးသူ့သင်္ကန်းတွေရှိရာသွားကအားလုံးကိုပြောပေါ်သည်ခံပန်းကျိုးကိုတော့မဟုတ်ပဲ6တဲစီကိုလွှတ်ပစ်လိုက်ပြီးသူ့ကစားပေါ်တွေကိုနှုံမဆဲတော့ပဲကြောက်ဘက်စီကိုလက်ထွက်သွားတော့သည်ထုံညာကကြောက်တဲ့စီတွင်ကိုရင်ကျောင်းသားတို့ဖျားဝတ်တက်ရန်ပြည်စင်ကြချေငါဖိုက်အရန်နာတော့လို့ကတဲ့စီပြေဦးမယ်ကိုရင်တိတ်တာကတဲ့ကြောက်ပြပြီးထွက်သွားသည်မှာဖျားဝတ်တက်လို့ပြီးဆုံးချိန်မှာကိုရင်တိတ်တာပြန်ရောက်လာခဲ့သည်ညတကောင်ရန်ချီစောစားဆောင်ပဲစီကထွက်ပေါ်လာသည့်အသတ္တန်ဖြစ်၏ဟာဒီကြောက်တွေကတော့လှုပ်ပြန်ပြီကွာဆွဲစားဆောင်စဉ်ဦးစင်လေးကထားကြည့်တော့စပွဲဝိုက်ထက်စီကဆွမ်းအုပ်ဆောင်မှာကြမ်းပြေတို့ပြုတ်ကျနေပြီးအထက်ကစွမ်းကြိုင်တို့မှာနေ့လေကဟင်းကြံလုံးဝမရှိတော့ကြောင်းအားလုံးပျောက်စင်လင်းနေသည်ဒီတစ်ခါတော့ကြောက်ကအတော့ကိုအစားကြီးတာပဲမန်နေဂျာအာယုဆွမ်းဖို့တော့ဘာမှမကြံတော့ဘူးမန်နေဂျာမှပဲစောစောထားပြီးအာယုဆွမ်းချက်ရတော့မယ်အဖြစ်မှန်ကိုမသိသည့်အတွက်ဦးစင်လေးကစိတ်ပြက်လက်ပြက်ခက်ညင်ကြီးပြောလိုက်သည်ဟဲ့ကိုရင်တွေကိုရင်တိတ်သားမတွေ့ပါလားစောကကြရန်အားလုံးပြည်စင်နေကြချေကိုရင်တိတ်သားကပြောင်းနေလေသည်ဒီကိုရင်ဘယ်ရောက်နေလဲအိမ်များအိမ်နေသလားသွားကြည့်လိုက်စမ်းပါဦးကျောင်းသားတယောက်ကျောင်းပေါ်ကိုပြေးတဲ့သွားသည်တအောက်ကြတော့ထိုကျောင်းသားပြန်ဆင်းလာလေပြီးကိုရင်တိတ်သားဖျားနေတယ်ဗျာဟေးဟုတ်လားတေဘဗျာစောက်ကြီးချုပ်ပြီးတကိန်ကိန်နဲ့တုံနေပါရဲ့ဗျာဒီကိုရင်ကတော့မနေ့ကချောင်းထဲရေသွားဆော့လာပြီးထင်တယ်ကဲထားလိုက်တော့ဆောက်ခါနောက်ကျနေပြီကိုရင်တိတ်သားစားကပိယကြီးကိုခေါ်ခိုင်းလိုက်တော့ပြီးရင်ဝါကြစို့အပြန်ကြမှာသူ့အတွက်စိတ်ဝယ်ပြီးတိုက်ရမယ်တင်ပါဗျာအလုံးဆောခါထွက်ကြကိုတော့စောက်ချိုပြီးကိုင်းနေသည့်ကိုရင်တိတ်သားထားလာသည်ပြီးတော့တကြောင်လုံးကိုလိုက်ပတ်ပြီးစားစရာလိုက်ရှာ၏တွေ့လျင်တွေးသည့်အရာကိုကိုလုံးစားတော့ပြလေသည်ထို့နောက်အဲ့ရာစီကိုပြန်ကသူမဟုတ်တယ်လို့ကဲ့သို့ဟန်ဆောင်ပြဲ့ပင်ပြန်နေလေသည်ညကမောင်မဲတိတ်ဆိတ်နေသည်ဒီညပိုက်တွင်ဆွမ်းစားဆောင်စီကဟင်းနဲ့ဟင်းချက်စရာတွေပျောက်ပျောက်နေသည်ဟုဆွမ်းစားဆောင်ကဦးစင်လေးကပြောလာသည်နေရာပျောက်ထားတော်လဲမရပဲပျောက်ရှာနေသည်ဟုဆိုသည်ဒီအတွက်ကြောင့်
ကပိယကြီးမှာအကောင်ဘလောက်စားခိုးစားချစ်တဲ့လူခိုးစားတာဖြစ်မည်ဟုတွေးမိကနှစ်ဦးသားတိုင်ပင်ပြီးဒီညဝယ်တခိုးကိုစောက်ပန်းရတဲ့စွမ်းဆန်ထက်သည့်တိုက်ကြီးကြီးများ၏အနောက်ဝယ်ပုံနေကြသည်စွမ်းဆန်ထက်သည့်တိုက်ကြီးကြီးမှာသုံးလုံးခန့်ရှိရာအနောက်စီ၌လူပိုးကိုရန်နေရာလုံး၍ရနိုင်သည်ညကတကောင်ရန်ကြော်လာခဲ့ပြီးထိုချေဝဲဦးစင်းလေးမှာငိုက်မီလာနေရမှတိုက်ကြီးကိုမိကပင်အိပ်ပျော်နေလေပြီကပိယကြီးသာလျင်မအိပ်ပဲဆွဲကောက်ကောင်းနဲ့ဆက်ဆောက်နေလေသည်ကျောက်ဘက်စီကချိန်တန်တချို့ထွက်ပေါ်လာသည်ကိုကပိယကြီးကြားလိုက်ရသည်မကြမီဝဲဆွားဆောင်တကားဖွင့်တန်ကြားရလေပြီအထဲကိုတစုံတယောက်ဝင်လာသည်ထို့နောက်ထိုသူသည်ဆွားဆောင်တွင်ဟိုသည်ဒီသည်ရှောက်လှန်နေသည်ကိုတွေးရသည်ဟာဒါကိုရင်တိတ်တာပဲကပိယကြီးကအမောက်တဲကနေသူဤဟန်ပန်ကိုကြည့်ရင်စိတ်တွေကရေရောမိသည်ပြီးနောက်ထား၍ဖမ်းရန်ဟန်ပြလိုက်စဉ်ကြောအိတ်ဆွဲပြဲတန်တဲ့သူတစုံတစ်ခုကိုရင်တိတ်တာကလာတပြေးနဲ့ဝါးစားနေသည်မို့ဟာကပိယကြီးအားသိပြီးပြန်ပြီးတော့ညင်နေလိုက်သည်ပြီးတော့အချိန်တွေကိုဆက်ဆောက်ကြည့်နေရန်ဆိုပြလိုက်၏ကိုရင်တိတ်တာမှာတော့အမောက်တဲတွင်သူစားလိုသည့်အရာများကိုအငမ်းမရရှာဖွေစားတော့နေလေသူစားတော့၍ဝါသွားချေနေမူကိုရင်တိတ်တာမှာဆွတ်စားဆောက်တွင်းကိုမြက်တောက်နေဖြင့်တစ်ချက်ဝေးကြည့်လိုက်ပြီးနောက်ပြန်ထွက်သွားလေတော့သည်ကပိယကြီးပိုးကွယ်ရာကနေထွက်ပြီးတွားကြည့်ချိန်တွင်ကျိုင်းပြင်တက်စီက9-6အစိပိုင်းစားများနှင့်အသာဆွမ်းဟင်းမှအစီဆက်များကိုကျိုင်းပြင်တက်စီတွင်တွေးလဲရတော့သည်ဟိုကိုကြီးဝက်သားဟင်းပကံငါဘက်ပေစံရွာတဲကလူအိတ်တစ်ခုတွင်ဆွမ်းစားနေရင်သူနှင့်အလှမ်းဝေးကွာနေသည့်ဝက်သားပကံကိုတောက်ယူသည့်ကိုရင်တိတ်သားရဲ့အတန်ကတမျိုးကြီးနဘေးကစွမ်းတူစားနေသည့်ကိုရင်တွေအလုံးကိုရင်တိတ်သားကိုလှမ်းကြည့်ကြသည်ကိုရင်မျက်လုံးတွေကပြူးကြောင်ကြောင်နဲ့ဝက်သားပကံကလွဲပြီးတခြားဘာကိုမှမြင်မြင်သည်ဟန်ဟေ့ကိုရင်တွေဘာဖြစ်တာလဲတတိထားမိတော့တစ်ဖက်ကဆွမ်းစားနေသည့်ဆရာတော်ကလမ်းမေးလိုက်သည်ကိုရင်တိတ်သားကသူဤလက်ကိုသာပြန်ရုပ်ရင်ခတ်တီတီကိုရင်ကြီးတစ်ပါးကဘာမှမဖြစ်ပါဘူးဗျာထိုစဉ်နဘေးတွေရှိနေသောအလှရှင်ကဟောကိုရင်တွေဆောင်းဝမ်းကြတော့ဝက်သားဆောင်းရင်ကတပွဲတည်းထည့်ထားကြတယ်ကိုရင်တို့အတွက်တပြည့်တော်ထပ်ပြပေးမယ်အလှရှင်ကပြောဆူဝက်သားဟင်းနောက်ထပ်တစ်ပကံကိုယူပြီးကိုရင်ဝိုင်းစီလာသည်ဒီကိုပေးကိုရင်တေးသားကအတန်ခတ်ပြဖြင့်ဟင်းပကံကိုသူ့စီတောက်သည်ပြီးတော့ထိုပကံတစ်လုံးဟင်းတွေကိုသူ့တယောက်တည်းသာစားတော့လေတော့သည်မြေသူအလုံးမှာကိုရင်တေးသားကိုကြည့်ပြီးပါဇက်အဟောင်းသားဖြင့်ရောက်တိုင်ဖူကြီးကတော့ကိုရင်တေးသားကိုကြည့်ပြီးရှဲ့လို့သဖြင့်မျက်စိမျက်နှာပြင်းနေသည်နေနောက်တစ်ခါဒါမျိုးလှုပ်အောင်မလားပြန်နဲ့ကိုရင်လေးကိုရိုက်သည်ကျောက်စီပြန်ရောက်တွင်ကိုရင်တေးသားအားကျောက်တိုင်ကြီးကဒေါသတကြီးဖြင့်တိုက်ဖက်ခိုင်းကကြိတ်စာကျွေးနေလေသည်ဖြစ်သည်ဟဲ့ကောင်ပြန်ဖြစ်လေငါမေးရင်ပြန်ဖြစ်ကျောက်တိုင်ကြီးပြောသည်များကိုရင်တေးသားဘာမှပြန်မဖြစ်အန်ကျေးလေးရဲ့မျက်တောက်နေဖြင့်မဖြေလေကျောက်တိုင်ကြီးကဒေါသထွက်လေဒေါသကြောက်ပင်ရိုက်လေပင်ကြိတ်လုံးပင်တစ်ချောင်းလုံးကျိုးသွားခဲ့လေပြီထိုခိုက်ကပိယကြီးကတစုံတရာကိုတတိထားမိလေပြီးအနားကိုရောက်လာကဟိုကြီးဖျားတော်သေးပါပြီဖျားဒီကောင်တော်ငွေရကြိုးနှံ့တဲ့ကောင်ပဲဆုံးမရတော်ခဲ့တယ်ဆရာတော်ဒီကိုရင်တေးသားကိုဆက်မရိုက်တော့ကိုရင်တေးသားကိုခေါ်သွားပါတော့ကပိယကြီးသည်ကျောက်တိုင်ကြီးရဲ့အခြေအနေကိုကြည့်ပြီးအနာကကိုရင်တွေကိုပြောလိုက်သည်ကိုရင်များကကိုရင်တေးသားကိုခေါ်ပြီးထွက်သွားကြလေသည်ကျောက်တိုင်ဤလေကားစီရောက်တော့ကိုရင်တေးသားသည်သူ့အားဖိမ့်မထားသည့်ကိုရင်လက်စီကရုပ်ထွက်လေကငါကြောက်ကိုမတီးဘဲနဲ့လာလုံနေတယ်တကြောင်လို့ကိုကာလနာတိုက်အောင်ငါလုပ်ပြစ်မယ်ဟာမြေထောက်နေဖြင့်အန်ကျိတ်ပြီးအတန်အော်ကြီးဖြင့်ပြောလိုက်သည့်ကိုရင်တေးသားကြောင့်ကြံတဲ့ကိုရင်တို့မှအနာကိုမကန့်ဝေါတော့ပေဖြစ်နိုင်ပါမလားကပိယကြီးရဲ့ကျောက်တိုင်ကြီးကကပိယကြီးကိုမယုံကြည်နိုင်ဟာဖြင့်ပြန်မေးသည်တပည့်တော်ဒီ4-5ရက်တွင်ညဖဲဆိုဆွမ်းစားဆောင်ပွဲကနေဟင်းတွေအသားငါးတွေပျောက်လွန်လို့စောက်ကြည့်နေခဲ့တာမှာကိုရင်တိတ်သားလောက်တာဖြစ်ကြောင်းမြင်ခဲ့ရပြီးပြီဗျာအဲ့ဒီနောက်ပိုင်းလဲဆက်ပြီးတတိထားကြည့်နေခဲ့တာအခုဆိုသေချာတလောက်ရှိနေပြီဗျာတ
တကယ်လို့ရှင်ဖျားမယုံဘူးဆိုရင်တော့ဒီညကိုတခုခုနဲ့စာသတ်ကြည့်နိုင်ပါတယ်ဖျား။ဖိုးကြီးအနေနဲ့ကတော့ဒါမျိုးကိုငယ်ငယ်ကတခါတော့ကြုံဘူးခဲ့ရဲ့ဒါပေမဲ့ဒါကလည်းဖိုးကြီးရဲ့အဖွားမှာဖြစ်ခဲ့တာအဲ့ဒီတော့ကဖိုးကြီးကခန့်ငယ်ငယ်ဆိုတော့အဖြစ်အပျက်တွေတိတ်မမှတ်မိတော့ဘူးတေပါဗျာဒီညဟိုမဟုတ်သိကြအောင်စူးစမ်းကြည့်ဖို့တပည့်တော်စီစဉ်လိုက်ပါမယ်ဗျာအေးကပ္ပယကြီးသည်ညနေဆောင်ပိုင်းလောက်တွင်ရွာထဲကမဲသားစိတပိတ်တာကိုဝယ်ယူခဲ့ပြီးကျောက်စီကိုဝင်လာခဲ့သည်ပြီးတော့ထိုအမဲသားတွဲကိုစွမ်းစားဆောင်ဘက်စီကိုဆောက်ယူသွားလေသည်မဲသားတွဲကြောက်ဝိုင်းတဲရောက်သည်နှင့်နေမကောင်းဘူးဆိုကခေါင်းမီးချုံအိမ်နေသည့်ကိုရင်တိတ်သက်မှာရုတ်တရက်နှာခေါင်းတရှုပ်ရှုပ်ဖြင့်အိယာကထလာ၏ဤကိုမလန်မကားကမတိမတာကဲခန့်နေသောကြောက်တိုင်ကြီးကမြင်မိလေသည်ဟုတ်နေလေပါပြီကြောက်တိုင်ကြီးစိတ်ထဲကနေရေရောလိုက်မိတော့သည်တိတ်ဆိတ်နေသည့်ညကာလဝယ်ကြောက်တိုင်ကြီးစွမ်းစားဆောင်တက်စီကကြောက်တိုင်ကြီးနှင့်အတူကပ္ပိယကြီးနှင့်တခြားသောဦးစင်းလင်္ကားပါတို့တစိုးတရာကိုတိတ်တဆိတ်ပိုအောင်ပြီးစောက်ဆိုင်နေကြလေသည်အစီအစဉ်မှာကပ္ပိယကြီးသည်ကိုရီတိတ်တဖုံးဝင်နေသည်မှာတိတ်ကြပြီဟုသူ၏မွေးစားဖေကြောက်တိုင်ကြီးကိုပြပြသည်နှင့်တခါတည်းဖုတ်ထုတ်ရန်ပြင်ဆင်ထားလေ၏ကပ္ပိယကြီးသည်လောက်ကိုတရာဘက်တွင်စာပေကျမ်းဂန်များလိလာလိုက်စားတတ်သူဖြစ်ကညောက်ဦးပိုက်ကလေးကတီလခံယူဆောက်တည်ပြီးတခါကကျောင်းကိုလာတက်ကိုပူသောဆရာတဦးပေးထားခဲ့ဘူးသည့်အေးတချက်ကိုပြချ၍ရေစီကလှောက်ထားလေသည်ကိုရီများကျိတ်ဆက်ရာဗိမကြောက်တိုက်ကြီးတဲကတကားဖွေးတန်ကြားလိုက်ရသည်ဆွမ်းစားဆောင်ဘက်စီကိုလှမ်းလာနေသည့်ခြေတံကြောင့်စောက်ဆိုင်နေကြသူများတဦးမျက်နာတဦးကြည့်မိကြသည်ဆွမ်းစားဆောင်တကားကိုဖွင့်ပြီးသည်နှင့်ဆာလောင်မော်သိစွာညင်းညူရင်းဝင်လာသည့်ကိုရင်တိတ်တာဤကျင်ပြူးကြောင်နေသောမျက်လုံးစုံကကျောင်းဆောင်တဲကိုလှက်ပတ်ကြည့်ပြီးတစုံတရာကိုရှာဖွေနေသည်ကျောင်းဆောင်တောက်ရှိအမေသားတွဲကိုမြင်သောကိုရင်တိတ်တာမှာဘာကူမှခရုမထားတော့တွက်လက်သောခြေလမ်းများဖြင့်ထိုစီကိုသွားလေကလှမ်းဆွဲရန်ပြင်လိုက်လေသည်ဟေ့မောက်ဖို့မင်းဒါဘာလို့တာလဲတိတ်ဆိတ်နေသည့်ကပ္ပယကြီးအောင်ကောင်းသားနဲ့တူအားလုံးတန်ကဓာတ်မီးရောင်တို့ကကိုရီတိတ်သားထံဝင်ကနေကိုရီတိတ်သားကဓာတ်မီးရောင်များနဲ့အော်တာကြောင့်ပြူးကြောင်နေသောမျက်ဝန်းများဖြင့်လက်ကြည့်လာလေသည်သူ့အားရက်ကြည့်နေသောလူအုပ်ကြီးကိုမြင်လေသောကိုရင်တိတ်သားမှာရုတ်တရက်အံ့ဩသွားပြီးနောက်ဟူသောမကြည့်မဆန်းအော်တာကြီးပြူအောင်ခောက်ကနေခွေလဲကြွသွားတော့သည်တန်ခါတော်တို့၏ပရိစေကကမာဝါစာများရော့ဖတ်ပရဇယ်ပြုနေသည့်အတန်တို့ကကြောက်တိုက်ကြီးတစ်ခုလိုလွှမ်းရင်ထားသည်နဘေးတွင်ရှိနေသောကိုရီတိတ်သား၏တောက်တင်အိပ်ဆက်နေသောခန္ဓာကိုယ်ကြီးသည်လှုပ်ခတ်လာခြင်းမရှိတော့ပါကပ္ပယကြီးကတော့ကိုရီတိတ်သား၏လောင်နေဘေးဝယ်ဆရာတော်များရော့ဖတ်နေသည့်တရားသားကိုနှလုံးသွင်းနေသည်တဖြည်းဖြည်းအခြေချလာသည်နှင့်မျှကိုရင်တိတ်သား၏အလောက်စီကအပုံနာကထွက်ပေါ်လာလေသည်မကြာမီချိန်တွင်မူတရားသားများရော့ဖတ်တဲ့ဇယ်မှုပြီးဆုံးသွားပါကထိုကိုရင်တိတ်သား၏အလောက်ကိုချက်ချင်းမိတကြိုပေးရတော့မည်ဖြစ်သည်ရော့ဖတ်တဲ့ဇယ်ပြီးဆုံးသွားသောအခါကိုရင်တိတ်သား၏အလောက်ကိုကြောက်တိုင်ကြီးနှင့်အတူကိုရင်လေးများကမိတကြိုပေးလိုက်ရတော့သည်ဝမ်းနည်းစရာကောင်းတဲ့ကိုရင်လေးတစ်ယောက်ရဲ့ဖြစ်ရဆန်းတကယ်ကိုအံ့ဩဖွယ်ကြောက်လန့်ဖွယ်ရာကောင်းသောဖြစ်ပျက်တစ်ခုဖြစ်နေပါတော့သည်